ကွန်ပျူတာတစ်လုံးရဲ့အုံနောက်လို့တော့တင်စားခေါ်ရတဲ့ CPU ဆိုတာပါတယ်ဘလို့အလုပ်လုပ်တယ်ကွန်ပျူတာတစ်လုံးမှာမပါမဖြစ်အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ CPU အကြောင်းကိုရိုးရိုးရှင်းရှင်းလေးနဲ့ဒီနေ့ tag စီကနေကျွန်တော် sharing လေးလုပ်ပေးချင်ပါတယ် Okay CPU ဆိုတာပါတယ် Central Processing Unit CPU ဆိုတာကွန်ပျူတာရဲ့ဒီအုံနောက်ပါပဲကျွန်တော်တို့လူတွေမှာအုံနောက်ကခန္ဓာကိုယ်အနှံ့ကိုအလုပ်တွေစေခိုင်းတယ်လို့ပဲကွန်ပျူတာရဲ့အစိတ်ပိုင်းတွေအားလုံးကိုလည်းဘယ်သူကဘာလုပ်ရမလဲဆိုတာကိုညွှန်ကြားပေးထားတာလေ CPU ပါပဲ CPU ကဘယ်လိုအလုပ်လုပ်လဲသူ့မှာကအချက်၃ချက်နဲ့အလုပ်လုပ်တယ်ဆိုတော့ fast လက်ခံရယူခြင်း decode ဘာသာပြန်ခြင်း execute အကောင့်ထဲပေါ်ခြင်းအယိုးအရှင်းဆုံးနဲ့ကျွန်တော်ဥပမာပေးရရင်စားသုံးစံဒီဇိုင်းနဲ့ကျွန်တော်ဥပမာပေးခြင်းတယ် CPU ဆိုတာကျွန်တော်တို့နာမည်ကြီးစားသုံးစံဒီဇိုင်းကစပူမူးနဲ့တူတယ်လို့ကျွန်တော်မှတ်လို့ရတယ်သူကစပွဲလို့လေးဒီ RAM စီကနေ customer ရဲ့ order ဒီ data ကိုသူကလက်ခံရယူတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော် fast လို့ခေါ်တယ် order ကဘာရင်းလဲဘယ်လိုချက်ရမလဲဆိုတော့သူကနားလည်အောင်ဖတ်တယ်ဒီအဆင့်ကို decode လုပ်တယ်လို့ခေါ်တယ်ဆိုတော့ဟင်းကိုချက်ပြုတ်ပြီးအစင်သင့်ဖြစ်အောင်လှုပ်ဆောင်ပေးလိုက်တဲ့အဆင့်ဒါကို execute လုပ်တယ်လို့ခေါ်တယ်ပေါ့နော်ဆိုတော့ဒီလုပ်ငန်းစဉ်တွေကို second byte အတွင်းမှာအချိန်ပေါင်းသန်းနဲ့ချီပြီးတော့ CPU ကလုပ်ပေးနေတာပေါ့နော်ဆိုတော့ဒါအရန်ကိုမိုက်တယ်ပေါ့နော် very cool ပဲ okay ဘာကြောင့် CPU ကအရေးကြီးတာလဲဆိုတော့ကျွန်တော် CPU ကောင်းရင်ကွန်ပျူတာတစ်လုံးကအလုပ်လုပ်တာပုံမြန်တယ် software တွေဖွင့်တာပိတ်တာတွတ်တွတ်လက်ပို့ပြီးတော့ရှိတယ် multitasking တွေတပြိုင်နဲ့လုပ်နိုင်တယ်တချင်းတွေနားထောင်ရင်းနဲ့စာတွေရိုက်ရင်းနဲ့ browser မှာ tab တွေအများကြီးဖွင့်ထားရင်းနဲ့အလုပ်လုပ်ရတာအဆင်ပြေနေတာကလည်းကျွန်တော် CPU ရဲ့စွမ်းဆောင်ရည်ကြောင့်ကျွန်တော်ပြန်ရနေတာပေါ့နော်ဟုတ်ပြီ game ဆော့တဲ့သူတွေ graphic design ဆွဲတဲ့သူတွေအတွက်ဆိုရင်ဒီ CPU ရဲ့စွမ်းဆောင်ရည်ကတိတိကျကျကိုအရေးပါတဲ့နေရာမှာရှိတယ်ပေါ့နော်နောက်ကျွန်တော်တို့သတိပြုရမယ့်အချက်နဲ့ကျွန်တော်တို့ taxi ကနေအကြံပြုပေးချင်တာက CPU ကအလုံးလုံးတာများလုံးလာပြီဆိုရင်စက်တွေအရန်ပူပြီးတော့အတန်ကြီးတာမျိုးတွေနောက်ပြီးတက်တန်းတွေကြာလာလို့ကျွန်တော်တို့ thermal paste တွေခြောက်သွားတာမျိုးတွေ slow performance ဖြစ်တာမျိုးတွေက desktop PC တွေပါဆိုလဲကြုံလာနိုင်တယ်ပေါ့နော်ဆိုတော့ဒီလိုအခြေအနေမျိုးတွေရှိရဆိုလို့ရှိရင်ကိုယ်တိုင်ဖြည့်ရှင်းတာပဲဖြစ်ဖြစ်ဒါမှမဟုတ်အလုံးမရှုံချင်ဘူးဆိုရင်ကျွန်တော်တို့ taxi နေနဲ့ဖြည့်ရှင်းပေးတာthermal paste အသစ်လဲပေးတာနဲ့ hardware software maintenance လုပ်ပေးတာမျိုးကိုကျွမ်းကျင်ပညာရှင်တွေကနေပြီးတော့ကျွန်တော်တို့ taxi မှာအကောင်းဆုံး service ပေးနေပါတယ်ဆိုတော့အားလုံးပဲဒီနေ့အကျိုးရှိမဲ့ tech info လေးကိုကျွန်တော်တို့ taxi ကနေ sharing လုပ်ပေးတာကအကောင်းဆုံးဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ် ID နဲ့ပတ်သက်တဲ့အခက်အခဲတွေရှိရင်လည်းကျွန်တော် taxi service center ကိုသတိရလိုက်ပါလို့ဒီကနေပဲကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်တီးရပါ taxi ရပါအားလုံးကျေးဇူးတင်ပါတယ်